ဟာအစည်းအဝေးထဲကနေတိတ်တဆိတ်ခိုးထွက်ပြီးသူမရဲ့ဖုန်းကိုလိုက်ရှာပေမဲ့ပြန်ဖမ်းခံလိုက်ရပါတယ်။ဘယင်ကြီးရောက်လာတာကိုစောင့်နေရင်သူမကမိုးရွာတာနဲ့ငါဒီကနေထွက်ပြေးလို့ရမှာပဲလို့တွေးနေပေမဲ့ဘယင်ကြီးကဒီမှာမိုးမရွာတာ3 နှစ်ရှိပြီပြီးတော့ငါကနင့်ကိုသဘောမကျဘူးလို့ပြောလိုက်တဲ့အတွက်ဒန်ဘီတုံ့လှုပ်သွားရပါတယ်။ဘယင်ကြီးကသူမကိုချက်ချင်းကွပ်မျက်ဖို့အမိန့်ပေးလိုက်တဲ့အခါမှာတော့ဒန်ဘီကခဏလေးပါသမီးကအနာဂတ်ကလာတဲ့ကျောင်းသူတယောက်ပါမတော်တဆရောက်လာတာပါလို့ပြတလဲတောင်းပန်ရပါတော့တယ်။သူမမှာတမိုင်းပဟုတုတတွေအများကြီးရှိကြောင်းပြောပြီးဆွဲဆောင်ပေမဲ့မအောင်မြင်တဲ့အခါသမီးကတင်ချလဲအတော်ကြီးတော်တာရှင်လို့ကောက်ကငင်ကထည့်ပြောလိုက်ပါတယ်။ဒီစကားကြောင့်စိတ်ဝင်စားသွားတဲ့ဘယင်ကြီးကကွပ်မျက်မဲ့အမိန့်ကိုခိတ္တဆိုင်ငံပြီးတက်တည်ပြဖို့ခိုင်းပါတယ်။ဘယင်ကြီးကသူမကိုပိုက်တာ9ရက်တီအိုရန် Pythagorean theorem ပု္ပ္ပစာတစ်ပုဒ်ပေးတွက်ခိုင်းပါတယ်။အစပိုင်းမှာတော့ဒန်ဘီကစာသားတွေကိုနားမလည်လို့ကြောက်နေပေမဲ့ဒါဟာပိုက်တာ9ရက်ပု္ပ္ပစာမှန်းသိသွားတဲ့အခါမှာတော့ချက်ချင်းပဲတွက်ပြလိုက်ပါတယ်။ဒီအခါမှာတော့ဘယင်ကြီးအံ့ဩမြင်သက်သွားရပါတယ်။သူ့စီကပညာရှိတွေတောင်ဒီပု္ပ္ပစာကို3 ရက်လောက်တွက်ရတယ်လို့ဆိုပါတယ်။အဲ့ဒီအချိန်ကစပြီးအားလုံးကဒန်ဘီကိုဂိုဆန်လို့ခေါ်တဲ့ပညာရှိအမတ်တယောက်လိုဆက်ဆံကြပါတယ်။ဘယင်ကြီးကသူမကိုတာဝန်တစ်ခုပေးလိုက်ပါတယ်။အဲ့ဒါကတော့ပြည်သူတွေကိုတင်ချတင်ပေးဖို့ပါပဲ။အကယ်၍သူမအောင်မြင်ရင်အိမ်ပြန်ခွင့်ပေးမယ်လို့ကတိပေးပါတယ်။ဒါပေမဲ့သူမရဲ့ပထမဆုံးတပည့်ကတော့ဘယင်ကြီးကိုယ်တိုင်ပါပဲ။ဘယင်ကြီးကကနန်းတောင်ရေမတွက်တတ်တာကိုသိလိုက်ရတဲ့အခါဒန်ဘီအတော်လေးအံ့ဩသွားပါတယ်။ဒါကြောင့်သူမဟာအခြေခံကနန်းတင်ချာတွေဖြစ်တဲ့အပေါင်းအနှုတ်ကနေမြောက်ချင်းအထိစိတ်ရှည်လက်ရှည်တင်ပေးပါတယ်။နောက်ဆုံးမှာတော့ပြိုင်ဘက်မျိုးကဂီတပညာရှင်တယောက်နဲ့တင်ချပြိုင်ပွဲရှင်ပြိုင်ဖို့ပြင်ဆင်ကြပါတယ်။အကယ်၍ဒန်ဘီရှုံးနိမ့်ခဲ့ရင်အပြစ်ပေးခံရမှာပါ။သူမဟာဘယင်ကြီးကိုတင်ပေးရင်းနဲ့ဘယင်ကြီးမားတဲ့အခါတိုင်းစိတ်မရှိဖြစ်ပြီးခေါင်းကိုတောင်ခောက်လိုက်ပါသေးတယ်။ဒါကိုမြင်တဲ့စစ်တီတွေကဘယင်ကြီးကိုထိပါလို့တတ်ဖို့ပြင်ပေမဲ့ဘယင်ကြီးကတော့ရေမောပြီးတားမြစ်ခဲ့ပါတယ်။မိဖုရားကြီးလာတဲ့အခါတိုင်းမှာလည်းတင်ချစာရွက်တွေကိုဝတ်ထားပြီးဂီတလေ့ကျင့်နေတဲ့အကြောင်းဟန်ဆောင်ရပါတယ်